အဆန်းဆုံးနဲ့ယွန်းစရာအကောင်းဆုံးမင်္ဂလာဆောင်ဓလေ့ခမည်းစဉ်းစားကြည့်ပါခမည်းရဲ့မင်္ဂလာဆောင်နေ့တစ်သက်မှာတစ်ခါပဲရှိတဲ့နေတူးနေမြတ်ကြီးခမည်းကအလှဆုံးပြင်ဆင်ထားတယ်မိတ်ကပ်တွေဝစ်စုံနေနဲ့တောက်ပနေတယ်ဧည့်သည်တွေလည်းအများကြီးရောက်နေတယ်အဲ့ဒီအချိန်ခမည်းရဲ့ဖခင်အရင်ကရှေ့ကိုရှောက်လာတယ်ပြီးတော့ပြင်ဆင်ထားတဲ့မျက်နှာနဲ့ရင်ဘတ်ကိုတရွေနဲ့ထွေကနေအားရပါရထွေးထည့်လိုက်တယ်ဘလို့ခံစားရမလဲယွန်းစရာကြီးပြလို့အော်မိမလားဒေါသထွက်ပြီးငိုမိမလားဒါဟာလူတယောက်ကိုစော်ကားလိုက်တာလို့ယူဆမလားကျွန်တော်တို့ယဉ်ကျေးမှုမှာတော့ဒါဟာရိုင်းဆိုင်မှုရဲ့အထွတ်ထိပ်ပါပဲဒါပေမဲ့ကမ္ဘာတနေရာမှာတော့ဒါဟာအမြင့်မြတ်ဆုံးမြတ်တာပါဖခင်တယောက်ကသမီးဖြစ်သူကိုပေးနိုင်တဲ့တန်ဖိုးအရှိဆုံးလက်ဆောင်မှာဒီနေ့ပြောပြချင်တာကတော့ကင်ညာနဲ့တန်ဇန်နီးယားနယ်စပ်မှာနေထိုင်ကြတဲ့မာဆိုင်လူမျိုးတွေရဲ့ကမ္ဘာကျော် Spitting on the Bride ဆိုတဲ့တရိုသမီးပေါ်တရွေထွေးခြင်းဆိုတဲ့ဓလေ့အကြောင်းပဲဖြစ်ပါလိမ့်မာဆိုင်လူမျိုးတွေကိုခင်ဗျားတို့ရုပ်ရှင်တွေမှတ်တမ်းရုပ်ရှင်တွေမှာမြင်ဘူးကြမှာပါအရက်ရှိရှိအနီရောင်ရိုးရဝစ်စုံလွင်လွင်နေနဲ့လှန်ကင်ထားတဲ့အာဖရိကစစ်တီတော်တွေပါသူတို့ရဲ့မင်္ဂလာဆောင်ပွဲတစ်ခုကိုဝင်ကြည့်လိုက်မယ်ဆိုရင်တရိုသမီးဟာအယောင်သွေးစုံနဲ့ဆွဲကြိုးတွေဗရီးတွေရိုးရအစင်တစားတွေနဲ့တကယ်ကိုလှပပါလိမ့်ပွဲခန်းသားတွေပြီးလို့တရိုသမီးကမိဘအိမ်ကနေခင်မွန်းတဲ့ရဲ့ရွာကိုလိုက်သွားရတော့မယ့်အချိန်ရောက်ပြီဆိုပါစို့ဒါဟာပွဲရဲ့အထွတ်ထိပ်ပါပြီအဲ့ဒီအချိန်မှာတရိုသမီးရဲ့ဖခင်ကသမီးဖြစ်သူရှေ့ကိုရောက်လာပါလိပြီးရင်သမီးရဲ့ဦးကောင်းတဲ့ရင်ဘတ်ကိုဒရေနဲ့ထွေးကနေနေအောင်ထွေးလိုက်ပါလိတခါတလေနှစ်ဖူးတခါတလေရင်ဘတ်ပေါ့ဘေးကကြည့်နေတဲ့သူတွေကလည်းဒါကိုယွန်းရှာတဲ့မျက်လုံးနဲ့မကြည့်ပဲပြုံးရွှင်နေကြပါလိဘာဖြစ်လို့ဒီလိုယွန်းစရာကောင်းတဲ့အလုပ်ကိုလုပ်ကြတာလဲဒီမိကုန်းကိုဖြေဖို့အတွက်သူတို့ရဲ့ပထဝီအနေထားကိုနားလည်ဖို့လိုပါလိမာဆိုင်နေထိုင်ကြတဲ့ဒေသဟာအာဖရိကရဲ့အရန်ပူပြင်းပြီးခြောက်သွေးတဲ့နေရာတွေပါသူတို့စီမှာရေဆိုတာရွှေထက်တောင်တန်မိုးရှိပါသေးတယ်ဒါကြောင့်သူတို့ရဲ့ခန္ဓာကိုယ်တွေကထွက်တဲ့ဒရေကိုရေနဲ့တူတဲ့အဖိုးတန်အရာလို့သတ်မှတ်ကြပါလိဖခင်ကသမီးကိုဒရေနဲ့ထွေးတယ်ဆိုတာသမီးကိုစော်ကားတာမဟုတ်ပါဘူးငါသမီးရဲ့ဘဝခရီးလမ်းမှာရေလိုအေးချမ်းပါစေသားသမီးရတနာတွေရေလိုစီးစင်ထွန်းကားပါစေလို့ကောင်းချီးပေးလိုက်တာပါသူတို့စီမှာဒရေနဲ့ထွေးတာဟာ blessing လို့ခေါ်တဲ့ဆုတောင်းမြတ်တာပို့တာရပါပြီဒါအပြင်ဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့နည်းနည်းကြောက်စရာကောင်းတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ evil eye သို့မဟုတ်နတ်ဆိုးရဲ့မျက်စိအောက်ကနေကာကွယ်ခြင်းပါပဲမာဆိုင်ရဲ့ယုံကြည်မှုတစ်ခုကဒီလိုပါတစုံတစ်ယောက်ကိုအထူးသဖြင့်သရိုးသမီးလိုကလေးငယ်တွေကိုအရန်ချစ်တယ်အရန်လှတယ်လို့ပါဇက်ကထုတ်ပြောလိုက်ရင်မကောင်းစွာနဲ့ဆိုးတွေကမနာလို့ဖြစ်ပြီးအဲ့ဒီလူကိုဒုက္ခပေးတတ်တယ်ဖျားနောင်လုပ်တတ်တယ်လို့ယုံကြည်ကြပါလိဒါကြောင့်ဖခင်ကသမီးကိုလှလိုက်တာငါသမီးလေးလို့ပြောမဲ့အစားဒရေနဲ့ထွေးကနေလှမ်းထွေးလိုက်တာပါနတ်ဆိုးတွေကမြင်တဲ့အခါမှာအော်ဒီမိန်းကလေးကိုသူ့အဖေကတော့ယွန်းတို့ဒရေနဲ့ထွေးနေတာပဲဘာမှတန်ဖိုးမရှိပါဘူးလေဆိုပြီးတော့စိတ်ဝင်စားမှုလျော့သွားအောင်ဒုက္ခမပေးအောင်လို့လှည့်စားလိုက်တဲ့သဘောပါဒါကြောင့်တို့စီမှာမွေးကင်းစားကလေးလေးတွေဆိုရင်လေလူကြီးတွေကချစ်စနိုးနဲ့ဒရေနဲ့ဝိုင်းထွေးရကြပါလိဧည့်သည်လိုက်လဲလက်ဆွဲမနှုတ်ဆက်ခင်ကိုယ့်လက်ကိုဒရေနဲ့အရင်ထွေးပြီးမှလက်ကမ်းကြတယ်ဒါဟာချစ်လွန်းလို့လေးစားလွန်းလို့လုပ်တဲ့လုပ်ရက်တွေပါပဲဖခင်စီကဒရေစုမုံကောင်းရပြီးပြီဆိုရင်တော့တို့သမီးဟာခင်မွန်းတဲ့အတူရွာကနေထွက်ခွာသွားရပါတော့တယ်ဒီနေရာမှာတို့သမီးလိုက်နာရမယ့်အရန်ခက်ခဲတဲ့စီးမြင်တစ်ခုရှိပါလိအဲ့တော့ကတော့သူမဟာမိဘအိမ်ကိုကြောခိုင်းထွက်ခွာလာပြီဆိုတာနဲ့နောက်ကိုလုံးဝပြန်လှည့်မကြည့်ရပါဘူးမိဘမောင်နှမတွေကိုနှုတ်ဆက်ခြင်းလိုပဲဖြစ်လွမ်းလိုပဲဖြစ်တစ်ချက်လေးတောင်လှည့်ကြည့်ခွင့်မရှိပါဘူးသူတို့ရဲ့ဒဏ္ဍာရီရသူတို့သမီးကနောက်ကိုလှည့်ကြည့်မိလိုက်ရင်သူမဟာချက်ချင်းပဲကြောက်ရွံ့အဖြစ်ကိုပြောင်းလဲသွားလိမ့်မယ်လို့ယုံကြည်ကြပါလိဒီအယူဆကသူတို့သမီးကိုအတိတ်ကမိသားစုကိုဆုံးခွာပြီးကိုယ့်ရဲ့မိသားစုဘဝအသစ်ကိုရဲရင်စတင်စေခြင်းတဲ့သဘောတရားလေးပါဝင်ပါလိကဘာကြီးကကျေဝန်းတယ်လို့ယဉ်ကျေးမှုတွေလည်းအမျိုးမျိုးပါပဲကျွန်တော်တို့စီမှာဒရေထွေးတာကယွန်ရှာခြင်းပြရုပ်ဖြစ်ပေမဲ့မာဆိုင်လူမျိုးတွေအတွက်တော့ဒါဟာကာကွယ်ခြင်းနဲ့မြတ်တာတရားပါအပေါ်ယံကြည့်တော့ယွန်စရာကောင်းတယ်လို့ထင်ရပေမဲ့အတွင်းသဘောတရားကိုကြည့်လိုက်တဲ့အခါမှာတော့ဖခင်တယောက်ရဲ့သမီးပေါ်ထားတဲ့မြတ်တာကဘလောက်ထိကြီးမားလဲဆိုတာတွေ့ရမှာပါသမီးကိုနတ်ဆိုးတွေရန်ကကာကွယ်ဖို့အတွက်ကိုသမီးမျက်နှာကိုဒရေနဲ့ထွေးဖို့ဝေမလေးတဲ့ဖခင်မြတ်တာပါပဲကဲမိတ်ဆွေတို့ရောကိုမင်္ဂလာဆောင်နေ့မှာအဖေကမျက်နှာကိုဒရေနဲ့ထွေးပြီးဆူတောင်းပေးမယ်ဆိုရင်လက်ခံနိုင်မလား